Hello မင်္ဂလာပါ။အခုည12နာရီလောက်ကြီးပေါ့နော်။အမှဘာလုပ်နေလဲဆိုတော့တရက်တီးနဲ့ငပိထောင်နဲ့စားမလို့ပါ။တရက်တီးနဲ့ငပိထောင်နဲ့စားမယ်ပြီးရင်လက်ဖက်ရည်တောက်ပါမယ်။ညဘက်တွေဆိုတခါတလေကျအေးရမအိတ်ချင်ပါဘူး။အဲဒါငပိထောင်နဲ့တရက်တီးနဲ့စားနေပါတယ်။အရာစားလို့ကောင်းပါတယ်အရာစားလို့ကောင်းပါတယ်ချင်းငါဆက်အရာစားလို့ကောင်းပါတယ်အရာတရားလေးမချစ်ဆိုတော့လေချင်းချိုလေးဆိုတော့လေချင်းချိုလေးနဲ့စားလို့ကောင်းပါတယ်ချင်းချိုလေးပါအဲ့လိုငပိရောင်းနေပါအရာကြိုက်တယ်ငပိရောင်းရကြိုက်တယ်ပြီးတော့ငပိရေချိုလည်းအရာကြိုက်ပါတယ်ငပိရောင်းလည်းအရာကြိုက်တယ်အဲ့လိုငပိရေချိုတွေပါလည်းအရာကြိုက်ပါတယ်တို့စရာဆိုလည်းအရာကြိုက်တယ်အဲ့တော့အခုလည်းငပိရောင်းနဲ့တရက်တီနဲ့အရာစားလို့ကောင်းပါတယ်ငါပြင်များပြငန်သွားတယ်ငါ12နာရီမှစားရပါဒါနဲ့တရက်သေးနဲ့စားပါလက်ဖက်ရည်တောက်လိုက်နေပါည12နာရီမှအရှာလုပ်နေပါချင်းငါဆက်အရာစားလို့ကောင်းပါတယ်တရက်တီးကိုအေးရလေအလုံးဝကြိုက်စားတာပါအဲ့လိုစိတ်စားတာအေးရမကြိုက်ပါဘူးအဲ့ဆိုဘယ်တီးပဲဖြစ်ဖြစ်ပန်းတီးမန္တကာတီးတရက်တီးပေါ့နော်အမှဆိုတော့စိတ်စားပေါ့နော်အစိမ်းကြီးမရှိစုလေးတွေဖြစ်တဲ့ချိုးချင်းလေးတွေဆိုတော့လေကိုက်စားတော့ပိုကောင်းတာပေါ့နော်သွားကြမှာကြီးအတွက်လည်းကောင်းတယ်သွားလည်းလှရဲလीနော်အားကြောင့်အေးရကြိုက်ပြီးတော့အားရပါရအောင်မပြရိုင်းနဲ့တွေ့စားကြပါအရာလည်းဆက်နေပါပြီလက်ဖက်ရည်တောက်လိုက်စားလိုက်နဲ့အရာလည်းဆက်နေပါပြီတရက်တီးလည်းအစီပဲကြမှာတော့တယ်တချမ်းကိုလေးတုတ်စားပြီးတော့တချမ်းကိုငပိထောင်နဲ့ပို့ပြီးစားလိုက်တာပါတကယ်ပါအရာလေးဆက်နေပါပြီအစီပဲကြမှာတော့တယ်အစီပဲကြမှာတော့တယ်အရာဆက်သွားပါပြီအရာဆက်သွားတော့ကိုလက်ဖက်ရည်တောက်နေပါတယ်ဟုတ်ပါပြီနိုင်ကခဏလေးနော်မေကိုနိုင်ကြည့်ပေးနေရပါခုနအရာဆက်နေရကဲပါငပိအောင်နဲ့တည့်ရတီအားရပါရစားလိုက်ပါတယ်အခုကလက်ဖက်ရည်တောက်နေပါတယ်